ကမ္ဘာမြေပုံကိုကြည့်လိုက်ရင်မြောက်ဘက်အဆုံးနားမှာတည်ရှိနေတဲ့ကြီးမားတဲ့အဖြူအောင်ကျွန်းတစ်ကျွန်းကိုတွေ့ရပါလိမ့်မယ်။အဲ့ဒီကျွန်းဟာ Greenland ကျွန်းပဲဖြစ်ပါတယ်။လူဦးရေများများဆဆမရှိပေမဲ့နိုင်ငံရေးစစ်ရေးတယံဇာတရေးပါမှုကြောင့်အမေရိကန်အပါအဝင်ကမ္ဘာအင်အားကြီးနိုင်ငံတွေကအထူးစိတ်ဝင်စားလာကြတဲ့နေရာတစ်ခုဖြစ်လာပါတယ်။လက်ရှိကာလမှာတော့အမေရိကန်က Greenland ကျွန်းကိုသိမ်းယူဖို့စိတ်ဝင်စားနေတယ်ဆိုတဲ့ပြောဆိုချက်တွေသုံးသက်ချက်တွေဟာနိုင်ငံရေးလောကနဲ့မီဒီယာလောကမှာထပ်မံပေါ်ထွက်လာပါတယ်။ We need Greenland from the standpoint of national security. ဒီအကြောင်းရင်းကအရင်ကလည်းဖြစ်ခဲ့ဘူးသလိုယနေ့ကမ္ဘာအခြေအနေပြောင်းလဲလာတာနဲ့အမျှပုံမအရေးကြီးလာပါတယ်။ Greenland ကျွန်းဟာကမ္ဘာပေါ်မှာအကြီးဆုံးကျွန်းဖြစ်ပြီးအာတိတ်ဒေသထဲမှာတည်ရှိပါတယ်။နိုင်ငံရေးအရာဒိန်းမတ်နိုင်ငံရဲ့အုပ်ချုပ်မှုအောက်မှာရှိပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပါတယ်။လူကြီးကတော့6000ခန့်သာရှိပြီးအများစုကတော့ Inuit လူမျိုးတွေဖြစ်ကြပါတယ်။မြေဧရိယာအများစုဟာရေခဲအလွှာတွေနဲ့ဖုံးအုပ်ထားတာကြောင့်လူနေရက်ွက်တွေဟာကမ်းရိုးတန်းတစ်လျှောက်မှာပဲစုပေါင်းနေထိုင်ကြပါတယ်။အမေရိကန်အနေနဲ့ Greenland ကျွန်းကိုရယူလိုတဲ့ပထမအကြောင်းရင်းကတော့စစ်ရေးမဟာဗျူဟာအရအရေးပါမှုကြောင့်ဖြစ်ပါတယ်။ Greenland ကျွန်းဟာအာတိတ်ဒေသအတ္တလန္တိတ်ပင်လယ်နဲ့မြောက်အမေရိကကိုဆက်သွယ်ပေးထားတဲ့အချက်အခြာနေရာတစ်ခုဖြစ်ပါတယ်။စစ်ရေးရကြည့်ရင်လေကြောင်းရန်ကာကွယ်ရေးမစ်ဇိုင်းစောင့်ကြည့်ရေးအတွက်အလွန်အရေးပါတဲ့နေရာဖြစ်ပါတယ်။အမေရိကန်ဟာ Greenland ကျွန်းမှာတူလီအဲဘေးလို့ခေါ်တဲ့စစ်အခြေစိုက်စခန်းကိုတိစောက်ထားပြီးသားဖြစ်ပါတယ်။ဒီအခြေစိုက်စခန်းဟာရုရှားဘက်ကလာတဲ့မစ်ဇိုင်းတွေကိုစောင့်ကြည့်ဖို့အတွက်အဓိကအခန်းကဏ္ဍမှာပါဝင်နေပါတယ်။ဒုတိယအကြောင်းရင်းကတော့တဘာဝတယံဇာတဖြစ်ပါတယ်။ Greenland ကျွန်းရဲ့မြေအောက်မှာရေနံတဘာဝတက်ငွေခြားပတ်တထုတွေအများပြားရှိနိုင်တယ်လို့ခန့်မှန်းထားကြတာကြောင့်ကမ္ဘာရာသီဥတုပြောင်းလဲလာမှုတွေရေခဲတွေပုံမအပြောလာတာနဲ့အများဒီတယံဇာတတွေကိုထုတ်ယူနိုင်မယ့်အလားအလာတွေကိုပုံမမြင်လာကြလို့ပဲဖြစ်ပါတယ်။တတိယအချက်ကတော့တရုတ်နဲ့ရုရှားတို့ရဲ့လှုပ်ရှားမှုများဖြစ်ပါတယ်။အာတိတ်ဒေသဟာတရုတ်နဲ့ရုရှားတို့ကစီးပွားရေးအရစစ်ရေးအကျိုးစီးပွားတွေတိုးချဲ့လာတာကိုအမေရိကန်ကစိုးရိမ်နေပါတယ်။ဒီအချိန်မှာ Greenland ကိုနီးကပ်ထိန်းချုပ်နိုင်မှုဆိုတာအမေရိကန်အတွက်အရေးကြီးတဲ့မဟာဗျူဟာတစ်ခုဖြစ်လာတာပါ။ Greenland ကိုဝယ်ယူဖို့အကြံစီဟာယနေ့မှမဟုတ်ပါဘူး1946ခုနှစ်မှာတော့အမေရိကန်ကဒိန်းမတ်ကိုငွေကြေးပမာဏတစ်ခုနဲ့ Greenland ကိုဝယ်ယူလိုတယ်ဆိုတဲ့တရားဝင်အဆိုပြုချက်တွေရှိခဲ့ပူပါတယ်။အဲ့ဒီအချိန်တုန်းကဒိန်းမတ်နိုင်ငံကလက်မခံခဲ့ပါဘူး။နောက်ပိုင်းကာလတွေမှာလည်းအမေရိကန်ခေါင်းဆောင်အချို့က Greenland ကျွန်းကိုဝယ်ယူဖို့စိတ်ဝင်စားကြောင်းပြောဆိုခဲ့ပူပါတယ်။အဲ့ဒီပြောဆိုချက်တွေကြောင့်အမေရိကန်ဟာ Greenland ကိုတည်ယူမလားဆိုတဲ့မေးခွန်းတွေမကြာခဏပြန်လည်ပေါ်ပေါက်လာပါတယ်။နိုင်ငံတကာဥပဒေအရအခြားနိုင်ငံတစ်နိုင်ငံရဲ့မြေဧရိယာကိုအင်အားသုံးတည်ယူခြင်းဟာတရားမဝင်ဖြစ်ပါတယ်။ Greenland ကျွန်းဟာဒိန်းမတ်အောက်မှာရှိနေသလို Greenland ပြည်သူတွေရဲ့ကိုယ်ပိုင်ဆန္ဒလည်းအလွန်အရေးကြီးပါတယ်။ဒါကြောင့်အမေရိကန်အနေနဲ့တိုက်ခိုက်သိမ်းယူမယ်ဆိုတာဟာလက်တွေ့မှာအလွန်ခက်ခဲပြီးနိုင်ငံရေးအန္တရာယ်ကြီးမားပါတယ်။အများအပြားသုံးသပ်ကြတာကတော့စစ်ရေးအခြေစိုက်စခန်းတွေတိုးချဲ့ခြင်းစီးပွားရေးအကူအညီပေးခြင်းတယံဇာတပူးပေါင်းလုပ်ကိုင်ခြင်းစတဲ့နည်းလမ်းတွေနဲ့ပဲတက်ရောက်မှုတိုးမြင့်လိုခြင်းပဲဖြစ်ပါတယ်။ Greenland ပြည်သူအများစုဟာနိုင်ငံကြီးများကြားအပြိုင်မှုတွေထဲကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပျောက်ဆုံးသွားမယ်ဆိုတာကိုစိုးရိမ်နေကြပါတယ်။တချို့ကတော့စီးပွားရေးဖွံ့ဖြိုးမှုအတွက်အမေရိကန်နဲ့ပူးပေါင်းလိုကြပေမဲ့တချို့ကတော့ကိုယ်ပိုင်လွတ်လပ်ရေးကိုသာအဓိကလိုချင်နေကြပါတယ်။